ခုလိုကျွန်တော်တွေးနေတာကိုလာပြီးတာဝမ်းသာတာဗျာရပါတယ်ပြောစရာရှိရတာပြောပါပြောရမယ်နော်စကားပြောတာဆိုင်ကနဲ့ပုံပြင်နေပါလို့ဟိုကျွန်တော်မေးတတ်တယ်မေးတယ်တော့လေခင်ဗျားပြောချင်စကားတွေကိုကျွန်တော်ညတွေကကျွန်တော်တေးချမှတ်စုထုတ်ထားတာကျွန်တော်တေးချရေးစားစကားပြောတာမှတ်စုအောင်ထုတ်ရတယ်ဟုတ်ပြီကျွန်တော်မေးတတ်တော့ဦးဗျာခင်ဗျားလည်းဘယ်လိုလုပ်မလဲမေ့မှာတော့ချိန်လုံးမူယူနေတာဟာဟုတ်မှန်လေကျွန်တော်ခင်ဗျားရေးစားစကားပြောလို့ချိန်တာလေကျွန်တော်မဝေဖန်နဲ့ကျွန်တော်ပြောတော့ပဲနားထောင်မယ်တို့ကမလို့တော့ဘူးဗျာတွေ့နေပြီဆိုတော့လေညနေဝေးတွေ့ချင်းရပါတော့တွေ့ချင်းလို့ရမလားညနေဝေးတွေ့တာပါတော့ဟိုမတ်ဣကလေယာရူဘီဦးကြီးဣကလေယာရူဘီဦးကဘာလို့ပြောတာခင်ဗျာပြောတာဗောကျမနာမည်မဟုတ်တာဟိုကျမနာမည်ပုံပုံလေဟုတ်ပါဘူးဣကလေယာရူဘီဦးပါโอเคမဟုတ်ပါဘူးကျမနာမည်ပုံပုံပါဆိုမှပဲကျွန်တော်ခင်ဗျားနာမည်ကိုဣကလေယာရူဘီဦးထင်လို့အဲ့လိုပဲမှတ်ထားတာရှင်ရလဲရှင်ဘာမှကိုမဆိုင်ဘူးတခြားစီပဲနော်မူးနေတာဟိုမှားအခုလိုကျွန်တော်ကရင်ထဲကချစ်ချင်းတွေအစာတက်တည်ထားတဲ့ရှင်ဟာဟိုတက်တည်ထားတဲ့တေချာဖတ်ပါရှင်တက်တည်ထားပြီးကျွန်တော်အန်ကြလာတယ်ဆိုတော့ဘာသွားလိုက်ပြီဒီမှာကျွန်တော်ကမူးပြီးတော့အန်နာမဟုတ်တာဗျဘာလို့ဟိုဘက်ကိုသွားမှာမသိဘူးလေရှင်ကချင်းလုံးမူးနေတဲ့သူဆိုတော့အန်ချင်တယ်လို့ထင်တာပေါ့အန်မလို့ဟိုဘက်မှာသွားအန်လို့ပြောတာဒီမှာခင်ဗျာကျွန်တော်ယူသားစကားပြောတာနားထောင်ပါလားကျွန်တော်ရေသမားဆိုပြီးခင်ဗျာနှိမ်ပါလားဆက်ပြောပြောတော့အော်ဟိုအဲ့ဒီအန်ကြလာတဲ့စကားလုံးတွေကိုစာတစောင်အဖြစ်နဲ့မတ်ဣကလီယာရူဘီဦးစီကိုဒီမှာကျမနာမည်မတ်ဣကလီယာရူဘီဦးမဟုတ်ဘူးပုံပုံဒီပါဗျာကျွန်တော်နည်းနည်းနှုတ်ကြိုးနေလို့ပါဟိုမပုံပုံရေဒါကိုလေကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်ကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်တဲ့မြားတစ်စင်းလို့တတ်မှတ်မယ်ဆိုရင်တတ်မှတ်လို့ရပါတယ်ကျွန်တော်ရေးပြလိုက်တယ်မသိဟိုသူများမရရဲ့တင်ကိုစားသလိုပဲအော်ဒီမှာသူများတေချာဖက်သူများတွေတင်စားသလိုပဲတင်စားရမယ်ဆိုရင်တော့လေဟိုကျွန်တော်အချစ်ကနေများတစ်ချက်လိုပါပဲဖိုနေကနည်းနည်းနူးညံ့နေတဲ့ဟမ်ဘယ်နေရနူးညံ့တာတော့ဘယ်နေရနူးညံ့တာတော့ကျွန်တော်အချစ်ကနေများတစ်ချက်လိုပါပဲဖိုနေကနည်းနည်းနူးညံ့နေပုတ်လိဗျာခင်ဗျာလေဟိုနေများနေရာတော်များနူးညံ့နေဗျရှင်ရလဲရှင်နူးညံ့တာတော့ကတော့ဟိုကိတ်မုတ်လို့တုံနေရပါတယ်ကိတ်မုတ်လေကျွန်တော်မကြိုက်တာကျွန်တော်ကဟိုနံပြားနူးညံ့တာကိုကြိုက်တာဟိုကိတ်မုတ်ကနူးညံ့တာကိုမကြိုက်ဘူးပြီးပါကျွန်တော်ဆက်ပြောမယ်နော်ပြောဟိုကျွန်တော်ကနံပြားတစ်ချက်လိုပဲတချို့နေရာတွေကနူးညံ့ပါလေတဲ့ဒါပေမဲ့ဟိုတချို့နေရာတွေကတော့အဖုဖောင်းနေနေပေါ့ဗျာတဲ့အဖုဖောင်းဆိုတာဘယ်နာအဖုဖောင်းပြောတာလဲတချို့နေရာတွေကတော့နံပြားလိုနူးညံ့ပါတယ်တချို့နေရာတွေအဖုအော်ခင်ဗျာလေဟိုနံပြားမှာတချို့နေရာတွေကအဖုဖောင်းလေးတွေပါတယ်လေဗျာမဟုတ်ဘူးလားထားလိုက်ပါတော့ဆက်ပြောဟိုတချို့နေရာတွေကတော့အဖုဖောင်းလေးတွေနဲ့ပေါ့နော်တဲ့ဟိုကျွန်တော်ကနံပြားဆိုရင်ခင်ဗျာကျွန်တော်နံကြားဖုတ်တဲ့ဖိုးကြီးပေါ့ဗျာဟုတ်ဗျာကျွန်တော်လည်းဘယ်လိုတော့မှတ်လိုက်မိလဲမသိဘူးခင်ဗျာကျွန်တော်ကနံပြားဆိုရင်ခင်ဗျာကခင်ဗျာကျွန်တော်ရဲ့နံပြားဖုတ်တဲ့ဖိုးကြီးပေါ့ဗျာတဲ့ဒီဗျာကျွန်တော်လည်းနံပြားကိုတင်စားလိုက်တော့လေနံပြားဖုတ်တဲ့ဖိုးကပါသွားတာပေါ့ဟိုကျွန်တော်ဆက်ဖက်မယ်နော်အဲ့ဒါဟိုဒါကြောင့်ကျွန်တော်အချစ်ကိုတက်တည်ပြဖို့အတွက်နှစ်ကူတူအခန်းငယ်တစ်ခုမှာရင်ခုန်စံချင်းဂျက်ပင်ထိုးရင်ရှာချင်းကလိန်ထိုးအောင်စီဆောင်ဖတ်ပြီးတာနဲ့ဟိုတယ်ကိုလိုက်ခဲ့ပါလားမက်ကလေးရလူကျမပြောတာဟမ်ကျမနာမည်ကလေးဗျာအော်ဟုတ်တာပဲခဏနေမယ်ပုံဆိုတော့ဟိုတယ်ကိုလိုက်ခဲ့ပါလားမပုံရတဲ့ကျမရှင်ကကျမကိုရေးစားစကားပြောနေတာလားဟိုတယ်ကိုခေါ်နေတာလားမဟုတ်ပါဘူးဗျာကျွန်တော်မှအဲ့လိုစိတ်မရှိပါဘူးဗျဟိုစာရဲ့အလိုရဆိုရင်တော့လေရေးစားစကားပြောပြီးဟိုတယ်သွားရအောင်လို့ပါလာပဲဟုတ်လားသွားရမယ်တကယ်ဟဲ့ဟိုတယ်တော့မဟုတ်ဘူးသိလားyes ပေါ့ရတဲ့ရိုက်တယ်